ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်16ရက်2လ2026တနင်္လာနေ့မနက်မျက်နှာတစ်ချိန်တီချာပေါက်လာမယ်အဖွင့်လအမြတ်ရနိုင်မယ်ကနန်းကွက်လေးတွေကိုမျှဝေပေးသွားပါမယ်ဗျာဗီဒီယိုကိုအဆုံးအထိကြည့်ပြီးရင်ဒီနေ့အတွက်အခွင့်အရေးကောင်းလေးတွေကိုမလွတ်ကြပါစေနဲ့ဗျာထိုက်တူတွေစံကြပါစေဗျာ 2D 3D ကနန်းဆိုတာကကန်နဲ့စီကမ်းမှာယုံကြည်ချက်နဲ့စိတ်အေးထားပြီးထိုးနိုင်ကြပါစေကဲဒါဆိုရင်ဒီနေ့အတွက်ကျွန်တော်တိချာရွေးထားတဲ့ကနန်းကွက်လေးတွေကတော့နှစ်လေးနှစ်ခွန်နှစ်ကိုငါးလေးငါးခွန်ငါးကိုပြန်ပြောပြပါမယ်ခင်ဗျာနှစ်လေးနှစ်ခွန်နှစ်ကိုငါးလေးငါးခွန်ငါးကိုဒီကနန်းလေးတွေကိုအားထုတ်ဖို့နဲ့မနှက်ညနှစ်ကြိမ်လုံးမှာစီကန်းရှိအတောင်းချနိုင်ပါရဲ့ဒီနေ့အတွက်မိတ်ဆွေတို့အားလုံးအထွတ်အလတ်အမြတ်ရပြီးအောင်မြင်မှုတွေရရှိကြပါစေဗျာဒီလိုကနန်းကွက်လေးတွေကိုနေ့စဉ်မလွတ်ရအောင် channel ကို subscribe လုပ်ထားပေးပါနော် like နဲ့ share လုပ်ပေးခြင်းဖြင့်လည်းအားပေးသွားလို့ရပါပြီ